တင်နီးကကြည့်လေးတင်မြင်ရတာနေလေးပါပဲဒီစကားစုလေးနဲ့တင်ဒီဇက်လက်ဟာတာမန်မြဲလက်ပြပွဲတစ်ခုမဟုတ်ဘူးဆိုတာထင်ရှားနေပါတယ်မြဲလက်ဆိုတာတကယ်တော့အန်ဩစရာစွန့်ရင်နေမဟုတ်ပဲလူတွေရဲ့အာယုံကိုလွှဲထားပြီးနောက်ကိုရနေလျှို့ဝှက်ချက်တွေကိုထိန်းချုပ်နေတာပဲဖြစ်ပါတယ်ဒီနေ့မှာတော့တကဘာလုံးကိုဟိုးလေးတကြောဖြစ်သွားစေခဲ့တဲ့မြဲလက်ဆရာ၄ယောက်အကြောင်းကိုစူးစီးတင်ဆက်ပေးသွားမှာပါအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ Burmese Movie Recap Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့မြဲလက်ပညာနဲ့ဘန်တွေကိုဘယ်လိုမျိုးအမိုက်စဓမြတက်ပြမလဲဆိုတော့ရိုက်ပြထားတဲ့ Now You See Me ဆိုတဲ့ဇာတ်ကားလေးကိုတင်ဆက်ပေးသွားမှာပါမြဲလက်ဆိုတာမြင်ရတာထက်ပိုနေနေတယ်ဆိုတော့ဒီဇာတ်ကားကသက်သေပြသွားမှာဖြစ်လို့အဆုံးထိကြည့်ရှုပေးကြပါဦးခင်ဗျာဇလန်းဆာမှာတော့နေပယ်တီးတီးကထူးချွန်တဲ့မြဲလက်ဆရာ၄ယောက်ကိုမိတ်ဆက်ပေးထားပါတယ်ဖဲတို့မြဲလက်မှာဆရာကြတဲ့ဒန်နီယယ်လူရီရဲ့စိတ်ကိုဖတ်နိုင်ပြီးဟီနိုဆန်လုံနိုင်တဲ့မဲရစ်ရေကန်တွေကနေလက်ထိတ်တန်းလက်နဲ့လွင့်အောင်ရုံနိုင်တဲ့အမျိုးသမီးဖြစ်တဲ့ဟန်လေလမ်းဘေးမှာတော့ဖွင့်တဲ့မြဲလက်ပြပြီးပတ်ဆိုင်နှိုက်တဲ့ကောင်းလေးဖြစ်တဲ့ဂျက်သူတို့၄ယောက်စီကိုဒီနေ့မှာပြေဝဲစမ်းကြတဲ့တာရော့ကပြလေးတွေရောက်လာပါတယ်အဲဒီကပြလေးနောက်ကိုလိုက်သွားရင်အခန်းလွယ်တစ်ခုထဲမှာသူတို့၄ယောက်ဆုံကြကအဲဒီမှာသူတို့အတွက်ပြင်ဆင်ထားတဲ့အစီအစဉ်ကြီးကြီးတစ်ခုကိုစတင်တွေ့ရှိသွားခဲ့ပါတယ်ဒီနေ့ကြာမှာတော့သူတို့၄ယောက်ဟာ The Four Horsemen ဆိုတဲ့နာမည်နဲ့နာမည်ကြီးမြဲလက်ဖွဲ့ဖြစ်လာပါတယ်သူတို့ရဲ့ပထမဆုံးရှိုးပွဲကို Las Vegas မှာပြုလုပ်ခဲ့ပြီးပြည်သက်ထဲကပြည်သက်လူမျိုးတယောက်ကိုရွေးထုတ်လိုက်ပါတယ်ပြီးတော့အဲဒီလူရဲ့ပြင်သစ်ကဘန်တွေကိုမြဲလက်နဲ့ပို့ပြီးယူရို3 သန်းကျော်ကိုရှိုးပွဲစင်မြင့်ပေါ်ကနေပြည်သက်တွေစီကိုကျဲချပေးလိုက်ပါတယ်ဒီကိစ္စကြောင့် FBI agent ဖြစ်တဲ့ဒိုင်လန်နဲ့အင်တာပိုကအယ်မာတို့ကိုရောက်ရှိလာပြီးသူတို့ကိုဖမ်းဆီးစစ်ဆေးပေမဲ့ဘာသက်တွေမှရှာမရကြောင်းပြန်လွှတ်ပေးလိုက်ရပါတယ်အဲဒီနောက်မှာတော့မြဲလက်ကွက်တွေကိုဖော်ထုတ်ပြီးပတ်စံရှာတဲ့ Thaddeus Bradley ဆိုတဲ့လူကြီးရောက်လာပြီးဒီမြဲလက်ဖွဲ့နောက်ကိုစတင်အမဲလိုက်ပါတော့တယ်ခင်ဗျာဒုတိယရှိုးပွဲကိုတော့ New Orleans မှာပြုလုပ်ထားပါတယ်ဒီတစ်ခါသူတို့ရဲ့ပြင်ပကတော့သူတို့ရဲ့စပွန်ဆာပေးထားတဲ့တထေးကြီး Arthur Tressler ပဲဖြစ်ပါတယ်ဒီတထေးကြီးဟာအာမခံကုမ္ပဏီပိုင်ရှင်ဖြစ်ပြီးလူတန်းပေါင်းများစွာကိုလိမ်လည်ထားတဲ့လူပါမြဲလက်ဖွဲ့ဟာရှိုးပွဲထဲမှာတင်ဒီတထေးကြီးရဲ့ဘဏ်အကောင့်နဲ့ပတ်စံတွေကိုနင့်နာသူပြည်သက်တွေစီကိုဓာတ်ရိုက်လွှဲပေးဖို့စတင်လှုပ်ဆောင်လာတယ်ဒိုင်လန်တို့ FBI အဖွဲ့ကလည်းသူတို့ကိုဖမ်းဖို့ကြိုးစားပေမဲ့မြဲလက်ဆရာတွေကပဲ FBI တွေကိုကောင်းကောင်းကြီးပညာပေးပြီးထွက်ပြေးသွားနိုင်ခဲ့ပါတယ်ဒီကြားထဲမှာအဖွဲ့ဝင်တယောက်ဖြစ်တဲ့ Jack Winder ဟာကားတိုင်မှုနဲ့တည်ဆုံသွားတယ်လို့အားလုံးကထင်မှတ်လိုက်ကြပါတယ်နောက်ဆုံးရှိုးပွဲကိုတော့နယူးယောက်မှာပြုလုပ်ပါတယ်ဒီတစ်ခါတော့သူတို့ဟာကမ္ဘာကုမ္ပဏီတစ်ခုရဲ့လုံခြုံရေးအကောင်းဆုံးတစ်တာတွေကပတ်စံတွေကိုခိုးယူဖို့ကြိုးစားနေကြတာပါ FBI တွေကသူတို့ကိုမိပြီလို့ထင်နေတဲ့အချိန်မှာပဲပတ်စံတွေကစက်ကူတွေဖြစ်သွားပြီးမြက်လက်အဖွဲ့ဟာလူအုပ်ထဲမှာပျောက်ကွယ်သွားပါတယ်အကြီးမားဆုံး twist ကတော့ဒီမြက်လက်အဖွဲ့၄ယောက်လုံးကိုနောက်ွယ်ကနေခိုင်းစီနေတဲ့ mastermind ဟာအခြားသူမဟုတ်ပဲသူတို့ကိုလိုက်ဖမ်းနေတဲ့ FBI agent ဒိုင်လန်ကိုယ်တိုင်ပဲဖြစ်နေတာပါသူကလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကမြက်လက်ပြရင်တည်ဆုံသွားခဲ့တဲ့မြက်လက်ဆရာ Lionel Strike ရဲ့သားဖြစ်ပါတယ်သူ့ဖေတည်ဆုံခဲ့တာဟာဘန်တွေအမကန်ကုမ္ပဏီတွေနဲ့မြက်လက်ဖော်ထုတ်တဲ့ Thaddeus ကြောင့်ယူဆပြီးဒါတွေအားလုံးကိုကလေးစားချီကိုစီစဉ်ခဲ့တာပါဇလန်အဆုံးမှာတော့ Thaddeus ဟာပတ်စံခုံးမှုနဲ့ထောင်ထဲရောက်သွားပြီးမြက်လက်ဖွဲ့၄ယောက်ဟာလည်းရှေးဟောင်းမြက်လက်ဖွဲ့သည်ဖြစ်တဲ့အိုင်းထဲကိုဝင်ရောက်ခွင့်ရရှိသွားပါတယ်ဒါကတော့နောက်ယူစီမီဇာကရဲ့အမိုက်စာရီကလေးပဲဖြစ်ပါတယ်မြက်လက်ဆိုတာမြင်ရတဲ့အတိုင်းမဟုတ်ဘူးဆိုတာဒီဇာကကောင်းကောင်းကြီးပြသသွားခဲ့တာပါဒီဗီဒီယိုလေးကိုကြိုက်နေတဲ့ဆိုရင်တော့ like and subscribe လေးလုပ်ထားပေးကြပါဦးနောက်ထပ်ပဲဇာကားတွေကို recap လုပ်ချင်သေးလဲဆိုတာ comment မှာလည်းရေးပေးခဲ့လို့ရပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ